စ်သမ ्या စာအကုန်မမိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်တော့ပါကိုချစ်သမ ्या စာကိုမမိချင်နေဆိုရင်တော့ဒီ technique တစ်ခုကိုအသုံးပြုလိုက်Number 1 blurting ဆိုဘယ်လိုမျိုးလဲဆိုရင်တော့ကိုကစာတစ်ခုချက်ပြီးတော့ပြီဆိုပါစို့အဲ့လိုဆိုရင်စာအုပ်ကိုပိတ်လိုက်ပြီးတော့မှစာရွက်တွေယူအဲ့ဒါပြီးတော့အဲ့ဒီစာရွက်ပေါ်မှာကိုမမိတဲ့လောက်အလွတ်ချရေးချင်ဖြစ်ပါပေါ့နော်ကိုကအလွတ်ချရေးပြီးသွားပြီဆိုရင်တော့စာအုပ်ကိုပြန်ဖွင့်ပြီးတော့မှဘယ်နေရာမှာမှားသွားတာလဲဘယ်နေရာကြံခဲ့တာလဲဆိုတာကိုပြန်ပြီးတော့မှစစ်ပြီးတော့မှမမှန်မချင်းအဲ့ဒီ blurting technique ကိုခဏပြန်ပြီးတော့မှလုပ်ချင်ပဲဖြစ်ပါတယ်ဒီ study technique ကိုအသုံးပြုခြင်းဖြင့်တင်းရဲ့အုံနောက်ကပို့ပြီးတော့မှမမိလာပြီးတော့မှ memory ပို့ပြီးတော့မှခိုင်မြဲမှာပဲဖြစ်ပါတယ် Number 2ကြက်နေတဲ့စာကိုနားလည်အောင်လုပ်ခြင်းတင်းကဘလောက်ပဲကြက်အဲ့ဒီစာကိုနားမလည်ဘူးဆိုရင်တော့အလကားပဲကိုကစာကိုနားလည်တယ်အဲ့လိုဆိုရင်ကြက်စရာတော့လုံးဝမလိုတော့ပါဘူးပေါ့နော်ကိုကဒီစာတွေမှာခိုင်မြဲခြင်းနဲ့အဲ့ဒီ memory အမြဲမြဲစေခြင်းနဲ့အမြဲမှတ်မိခြင်းနဲ့ဆိုရင်တော့အဲ့ဒီစာကိုကနားလည်ရမှာပဲဖြစ်ပါတယ်ဒီ technique တစ်ခုကိုအသုံးပြုခြင်းဖြင့်ဘယ်စာမဆိုမှတ်မိနိုင်တယ်လို့ Winnie 101% ယုံကြည်တယ်